အဲ့မိခွန်းကတော့ဘာလဲဆိုတော့ချစ်တော်မိတ်ဆွေတင်တို့ရဲ့တက်တာအထဲမှာပေါ့နော်အမှုတော်မြတ်မှာပါဝင်နေရင်ဘုရားသခင်နိုင်ငံတော်အတွက်ပေးဆက်နေရင်ဘုရားသခင်အတွက်စ조사လှုပ်ဆောင်နေရင်ဘုရားသခင်ရဲ့အမှုတော်မြတ်မှာနော်ပါဝင်နေရင်တင်မောပန်းလာတဲ့အခါမှာပေါ့နော်စိတ်ပူပန်မှုတွေရှိသလားဆိုတဲ့မိခွန်းနဲ့ကျွန်တော်စချင်ပါတယ်ဘာလို့လဲလို့ပြောတဲ့အခါမှာဒီအချိန်ကာလမှာကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့ပူပန်စရာအများကြီးရှိပါတယ်ကျွန်တော်ဆိုရင်လက်ရှိတော့ကျွန်တော်အခုလက်ရှိရန်ကုန်မြောက်ဒဂုံမှာကျွန်တော်နေတယ်ပါဝင်နေတဲ့အတင်းတော် City Christian Assembly အတင်းတော်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဇာတိမြေကတော့ကုတ်ခိုင်မှာဖြစ်တယ်ကုတ်ခိုင်တင်းတော်မှာကျွန်တော်မှုတော်ဆောင်နေတဲ့2015ပေါ့နော်2015ကနေစပြီးမှကျွန်တော်တောက်လျှောက်ကျွန်တော်ပါဝင်နေဖျားကြီးလမ်းဖွင့်ပြစပြီးကျွန်တော်ကျန်းစာကျောင်းတွေတစ်ခုပြီးတစ်ခုကျွန်တော်တက်ပြီးတဲ့နောက်ပိုင်းပေါ့နော်2022မှာကျွန်တော်ကျန်းစာကျောင်းဖွင့်ဖို့ရန်အတွက်ကုတ်ခိုင်မှာဘုရားကကျွန်တော်ကိုယူပါရုံပေးတယ်ယူပါရုံပေးပြီးမှကျွန်တော်ကုတ်ခိုင်မှာကျန်းစာကျောင်းဖွင့်ဖြစ်ပါတယ်နှစ်ကျွန်တော်ဖွင့်ပြီးတဲ့နောက်မှာ30-20ခွန်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပေါ့နော်ကျွန်တော်မိသားစုကကုတ်ခိုင်မှာနေခွင့်ရန်အတွက်အစင်မပြေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်မိသားစုရန်ကုန်ကိုပြောင်းရွှေ့လာတာဖြစ်တယ်ပေါ့2023ဒီဇင်ဘာလကတည်းကနေပေါ့နော်ကျွန်တော်ပြောင်းရွှေ့လာတာအခုဆိုရင်တော့တစ်နှစ်ခွဲရှိသွားပြီပေါ့နော်ဆိုတော့ပြောချင်တဲ့ရပါလဲဆိုတော့ကျွန်တော်တို့တက်တာထဲမှာလည်းကျွန်တော်ရဲ့တက်တာထဲမှာပေါ့နော်ခဏဆရာဆိုတဲ့တက်တိခတ်သွားတဲ့အတိုင်းပဲစိုးရင်ပူပန်စရာအများကြီးရှိတယ်ဘာလို့လဲလို့ပြောတဲ့အခါမှာနေရနေရန်ကုန်လာတဲ့အခါမှာပေါ့နော်အိမ်ရန်ကုန်မှာအိမ်ငှားပြီးမှနေရတယ်ပြီးတော့ကိုကျွန်တော်ရဲ့သားပညာရေးအတွက်ပေါ့နော်ကျွန်တော်ပညာရေးစရိတ်တွေကျွန်တော်မှလိုအပ်မှုတွေအများကြီးရှိတယ်ပြီးတော့ရန်ကုန်မှာဆိုရင်ဝေလန်းခင်းပြီးမှပဲသွားရတယ်ပေါ့နော်ဖျားเจ้าသွားရင်လည်းမိသားစုလိုက်သွားတဲ့အခါမှာအိမ်မှာအသက်ကြီးတဲ့သူရှိတဲ့အခါမှာကားငှားပြီးသွားရတယ်အမျိုးမျိုးပေါ့ပြောရမယ်ဆိုရင်တော့ဘယ်လိုပြောမလဲလူအနေအချင်းပြောရမယ်ဆိုရင်တော့စိတ်ပူပန်စရာတွေအများကြီးရှိတယ်အမှန်တကယ်တော့ကျွန်တော်တို့အမှုတော်မြတ်မှာပါဝင်နေတာဖြစ်တယ်မိသားစုလုံးကကျွန်တော်အမေကျွန်တော်အဖေနော်ကျွန်တော်ရဲ့ဇနီးတဲ့ကျွန်တော်ရဲ့ရောက်ခမတွေအားလုံးကအမှုတော်ဆောင် generation တွေဖြစ်တယ်အမှုတော်ဆောင်မိသားစုတွေဖြစ်တယ်ဒါပေမဲ့အမှုတော်မြတ်မှာအဲ့လောက်ကြိုးစားရတာနဲ့အဲ့လောက်ကြီးကျွန်တော်တို့ပါဝင်ရတာနဲ့ဘာကြောင့်ဒီလိုခက်ခဲမှုတွေခြုံတွေ့တယ်လဲဆိုတော့စဉ်းစားတဲ့အခြေအနေမျိုးတွေပေါ့နော်အများကြီးရှိတယ်တခါတလေကျွန်တော်တို့ပူပန်ရတဲ့အချိန်အများကြီးရှိတယ်အဲ့အခါမှာဘုရားကကျွန်တော်ကိုစကားပြောတယ်ဘာအဖြစ်စကားပြောလဲဒီညအဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဝင်ငါချင်တယ်ရှလုကာခရစ်ဝင်အခန်းကြီး30ခန်းငယ်38ကနေ42ဖြစ်တယ်အဲ့ဒါကဘသူအကြောင်းလဲဆိုတော့မာရီနဲ့မာသအကြောင်းဖြစ်ပါတယ်အားလုံးသိပြီးသားအကြောင်းအရာဖြစ်တယ်ဆိုတော့ကျွန်တော်ကခေါင်းစဉ်ပေးလိုက်တယ်ယေရှုပြောတော်ကောင်းတော်အဖို့ဆိုတော့ဆရာငယ်လေးရဲ့တခြင်းလည်းရှိတယ်ပေါ့နော်ကောင်းတော်အဖို့ဆိုတဲ့တခြင်းပေါ့ဆိုတော့ယေရှုပြောတော်ကောင်းတော်အဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဒီနေ့ညမှာချစ်တဲ့မိတ်ဆွေများကိုကျွန်တော်ဝိညာဉ်တသိခံချင်ပါတယ်ကျွန်တော်အားလုံးအစင်ပြေမယ်ဆိုရင်မိမိရှိတဲ့နေရာမှာပေါ့နော်ကျမ်းစာကိုဖွင့်ပြီးမှကျွန်တော်တို့ဖတ်ပြီးမှကျွန်တော်တို့အနေငယ်အစင်ချင်ရအောင်ရှလုကာခရစ်ဝင်အခန်းကြီး30အခန်းငယ်38ကနေ42ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖတ်ပါမယ်ယေရှုသည်တပည့်တော်တို့ခီးသွားဆိုရွာသူတို့ဝင်တော်မူ၍မာသအမိရှိတော်မိန်းမတူသည်မိမိအိမ်၌ကိုရောကိုဧည့်ခံလေထိုမိန်းမ၌မာရိအမိရှိတော်ညီမတယောက်ရှိထိုမာရိသည်ခြေတော်ရင်း၌ထိုင်၍စကားတော်ကိုနားထောင်လည်နေ၏မာသမူကလှုပ်ကြွေးခြင်းအမှုများ၌စိတ်ပူပန်ခြင်းရှိသည်ဖြင့်အထံတော်သို့ချင်းကပ်၍သခင်ကျွန်ုပ်၏ညီမသည်ကျွန်ုပ်ကိုတယောက်တည်းလှုပ်ကြွေးစေခြင်းကကျွန်မကိုပြစ်ထားသောအရာကိုလစ်လူရှုသောစိတ်ရှိတော်မူသလောသူသည်ကျွန်မကိုကူညီမိအကြောင်းအမိန့်ရှိပါဟုလျှောက်တော်ယေရှုကမာသသင်သည်များစွာသောအမှုတို့၌စိုးရိမ်၍နှောက်ယှက်ခြင်းကိုခံရ၏လိုသောအရာတစ်ခုသည်ရှိမာရိမူကကောင်းသောအဖို့ကိုရွေးယူပြီးထိုအဖို့ကိုအဘယ်သူမျှမနှုတ်မယူနိုင်ရဟုမိန့်တော်မူ၏ဖတ်သွားတဲ့နှုတ်ကပတ်တော်အရောက်ချင်းစရန်ကိုဘုရားသခင်ထပ်မံစကားပြောပါစေဆိုတော့ခဏလေးနှုတ်ကပတ်တော်ကိုဆုတောင်းပါမယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုချိုးဆိုပါတယ်ဒီကနေ့ကိုရောချာစီလို့ဒီအရာကိုဒီနေ့ Zoom night ရှိကြတော့ညီကိုများရဲ့အသက်တာထဲမှာကိုဂျာနာနိုင်ခွင့်အတွက်ဒါရဲ့နှုတ်ရှာပစပ်ကိုကိုရောတစားပလာဖြစ်ကိုရောအတုံးပြုပါမိအကြောင်းဒါရဲ့အသက်တာခဏစဝိညာဉ်ကိုကိုရောလက်တော်တဲ့ဆုတောင်းစက္ကန့်နဲ့ဒီခါမှာမြတ်တော်ယေရှုနာမ၌ဆုတောင်းစက္ကန့်နဲ့ဖတ်ပြရခင်အာမင်ဆိုတော့ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်မာရိနဲ့မာသပေါ့နော်ကျွန်တော်တို့ငယ်ငယ်တုန်းကတော့
တရားဟောဒီအကြောင်းအရာကိုပြောတဲ့အခါတိုင်းဆန္ဒစကူဆရာမတွေကမာရိကတော့နော်ဘုရားအချိုက်နဲ့သက်ဆုံးရာကိုရွေးတဲ့ကြောင့်မာရိကိုဘုရားကပို့ပြီးကောင်းချီးပေးတယ်ဆိုတဲ့အရာမျိုးတွေပေါ့နော်မာတာကတော့ဘုရားရဲ့နှုတ်ကပတ်တော်မခံယူဘဲနဲ့သူကတက်ခံဖို့ဒီ hospitality ပေါ့နော်လှုပ်ဆောင်ဖို့တော့ပဲသူကအလုပ်ရှုပ်တဲ့ဘာညာတာရကမျိုးမျိုးကျွန်တော်ကြားရတယ်ဆိုတော့ဒါတော့ကြားခဲ့ပြီးသွားပြီနော်အဲ့မဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှဘုရားကကျွန်တော်ကိုဘာစကားပြောလဲဆိုတော့ဒီနေ့စိုးရိမ်ပူပန်ခြင်းဟာဘုရားမုန်းသိတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုဘုရားကကျွန်တော်စကားပြောတာဖြစ်တယ်ဒီလိုမြန်မာနိုင်ငံရဲ့အခြေအနေနော်မြန်မာနိုင်ငံရဲ့ဒီလိုအခြေအနေထဲမှာဒီနေ့ကျွန်တော်တို့ကစိုးရိမ်ပူပန်ပြီးမှဘဝကိုနော်လက်လျှော့ပြီးမှအရှုံးပေးပြီးမှကျွန်တော်အသက်ရှင်လိုက်မျိုးချင်းမဟုတ်ပဲနဲ့ဒီနေ့ကောင်းသောအရာဟာဘယ်အရာလဲဆိုတဲ့အရာကိုရွေးယူပြီးမှဒီနေ့ကျွန်တော်တို့အသက်ရှင်တတ်ဖို့ရန်အတွက်ဘုရားကကျွန်တော်ထပ်မံပြီးမှစကားပြောတယ်အသိတော်ကိုဥဆောင်နေတဲ့သူဖြစ်တယ်ယုံကြည်သူမျိုးများစွာကိုဥဆောင်တယ်မစိုးရိမ်နဲ့ဆိုတဲ့တရားကိုကျွန်တော်ခဏခဏဟောတယ်နော်စိုးရိမ်ခြင်းမရှိနဲ့ဘုရားကိုအားကိုးပါဘုရားကိုဖတ်ရမှလို့ဟောပြောနေတဲ့ကျွန်တော်ကိုယ်တိုင်စိုးရိမ်စရာများစွာကျွန်တော်တို့မှာကြုံတွေ့ပါတယ်အဲ့မဲ့ကြုံတွေ့တဲ့အခါတိုင်းမှာဘုရားကကျွန်တော်ဒီနှစ်ပွဲတော်နဲ့စကားပြောတယ်ဒီနေ့မြန်မာနိုင်ငံမှာပဲမဟုတ်ပါဘူးဒီနေ့ဘယ်နေရာပဲရောက်ဘယ်နိုင်ငံပဲရောက်ကိုနေထိုင်တဲ့နယ်ပယ်အသီးသီးမှာကိုယ့်ရဲ့အလုံးနဲ့ပတ်သက်လာရင်အမှုတော်များနဲ့ပတ်သက်လာရင်အခါတလေကျရင်မပြီးနိုင်တော့ဘူးလားဘာလို့နေတဲ့နဲ့မအောင်မြင်မှုတွေကြုံလာတဲ့အခါမှာဘာကြောင့်လဲငါကြရှုံးတော့မှာလားငါရဲ့ယဉ်ကျေးမြုပ်နှံမှုတွေငါရဲ့အစွမ်းခွန်အားတွေလုံးဝနော်ယဉ်ကျေးမြုပ်နှံတာအချင်းကြီးတက်ဖြစ်သွားပြီလားဆိုပြီးမှစိုးရိမ်တတ်တဲ့အချိန်တွေကျွန်တော်တို့သက်တာထဲမှာအတီးတီးရှိမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာစိုးရိမ်ခြင်းကိုမုန်းတီးတဲ့ဘုရားဖြစ်တယ်ဘာကြောင့်လဲသူဟာအရာခတ်သိမ်းပြည့်စုံတဲ့ဘုရားဖြစ်တော့ကြောင့်ဖြစ်တယ်ဘုရားနာမတော်ကြီးပေါင်းကြီးပါစေကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာအရာခတ်သိမ်းပြည့်စုံတဲ့ဘုရားဖြစ်တယ်အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဘုရားဖြစ်တယ်စိုးရိမ်ခြင်းအမှုရာအလုံးစုံကိုဒီနေ့ဘယ်လိုပြောမလဲကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာထဲမှာမရှိစေဘဲနဲ့ဒီနေ့ဘုရားကိုတာပြီးဖတ်ရန်ခြင်းဘုရားကိုအားကိုးခြင်းနဲ့ဘုရားကအသက်ရှင်စေခြင်းနဲ့ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အဖြစ်ဘုရားကကျွန်တော်ကိုစကားပြောတယ်ဆိုတော့အားလုံးသိပြီးသားဖြစ်မယ်မာတာဟာယေရှုနဲ့သူရဲ့တပည့်တော်တွေကိုအဝတ်ပြုဖို့ရန်အတွက်သူဟာအလုံးရှုံနေတာဖြစ်တယ်အလုံးရှုံနေတဲ့ချက်ပြုတ်ဖို့ရန်အတွက်ကျွေးမွေးဖို့ရန်အတွက်သူဟာအလုံးရှုံနေတဲ့သူတယောက်ဖြစ်တယ်မာရိကတော့ယေရှုရဲ့ခြေတော်ရမှာထိုင်ပြီးမှယေရှုပြောတဲ့တရားစကားတွေကိုနားထောင်နေတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီချမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ဆိုတော့မာတာကတော့အလုံးရှုံခြင်းနဲ့အတူသူကဘာကိုခံရလဲဆိုတော့စိုးရိမ်မှုတွေစိုးရိမ်နှောက်ယှက်မှုကိုခံရတယ်လို့ဒီမှာပြောတယ်ကျွန်တော်ပြန်ပြီးမှဖတ်ပါမယ်ယေရှုကမာတာသင်သည်များစွာသောအမှုတို့၌စိုးရိမ်၍နှောက်ယှက်ခြင်းကိုခံရ၏နှောက်ယှက်တယ်လို့ပြောတယ်နော်နှောက်ယှက်တယ်လို့ပြောတယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1မှာဘာပြောလဲဆိုတော့စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံတော်သူသည်မင်္ဂလာရှိ၏လို့ပြောတယ်စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံတော်သူသည်မင်္ဂလာရှိစုံစမ်းနှောက်ယှက်ခြင်းဆိုတာဘယ်သူစီကနေလာတဲ့အရာလဲဆိုတော့စာတန်စီကလာတဲ့အရာဖြစ်တယ်စုံစမ်းနှောက်ယှက်ခြင်းနောက်ထပ်ပါရေးထားလဲဆိုတော့စစ်ကြောစုံစမ်းခြင်းကိုခံတော်သူဟာတဲ့အတ္တတရဖူရမယ်စစ်ကြောစုံစမ်းခြင်းဆိုတာဘယ်သူစီကလာတဲ့အရာလဲဆိုတော့ဖျားစီကလာတဲ့အရာဖြစ်တယ်ဖျားစီကလာတဲ့စစ်ကြောစုံစမ်းခြင်းကိုခံတဲ့သူကဖျားခင်တတ်မှတ်ထားတဲ့အတ္တတရဖူရမယ်တဲ့စုံစမ်းနှောက်ယှက်ခြင်းစာတန်ရဲ့စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံကြော်လွှားတဲ့သူကတော့မင်္ဂလာရှိတယ်လို့ပြောတယ်ဆိုတော့ဒီနေရာမှာယေရှုပြောတဲ့စကားမှာဘာပြောလဲဆိုတော့မာတာသင်သည်များစွာသောအမှုတို့၌စိုးရိမ်၍နှောက်ယှက်ခြင်းကိုခံရ၏လို့ပြောတယ်ဆိုတော့ဒီနေရာမှာနှောက်ယှက်ခြင်းဆိုတဲ့စကားလုံးကိုပါတယ်နှောက်ယှက်ခြင်းဆိုတာဘလူးစီကနေလာတာလဲဆိုတော့မာနစီကလာတဲ့အရာဖြစ်တယ်မာနစီကလာတဲ့အရာဖြစ်တယ်ဒီနေ့ကျွန်တော်တို့သက်တာခြင်းမှာမာတာကဲ့သို့ဘုရားရဲ့အမှုတော်မြတ်မှာပါဝင်နေရင်ဘုရားခင်ရဲ့အမှုတော်မြတ်မှာကျွန်တော်ကျူးစားအားထုတ်ပြီးမှတော့ခေါ်တယ်ပြောတယ်တီးဆိုတယ်ဥဆောင်တယ်အသင်းတော်မှာလူငယ်ကဏ္ဍတွေမှာ praise and worship ကဏ္ဍတွေမှာ music ကဏ္ဍတွေမှာကျွန်တော်ကျူးစားပြီးမှဘုရားခင်အမှုတော်အတွက်ပါဝင်နေခြင်းနဲ့အခါတလေစာတန်ရဲ့နှောက်ယှက်ခြင်းစိုးရိမ်နှောက်ယှက်ခြင်းသက်တာမှာခံစားရတယ်နှောက်ယှက်ခြင်းပါလေစိုးရိမ်ခြင်းဖြစ်တယ်ငါလှုပ်လိုက်တဲ့အရာငါဟောလိုက်တဲ့အရာငါဥဆောင်လိုက်တဲ့အရာနော်အစင်ပြေပါမလားဆိုတော့စိုးရိမ်ခြင်းနဲ့နော်ပူပန်ခြင်းတွေအဲ့ဒါကဘယ်သူစီကနေလာတယ်ဆိုတော့စာတန်မာနစီကလာတဲ့အရာဖြစ်တယ်တခါတလေကျရင်အမှုတော်မြတ်မှာကျုံဆိုင်နဲ့တခါတလေအစုံလုပ်တယ်ကျွန်တော်ဆိုရင်ပေါ့နော်အတင်းတော့မှာကျွန်တော်အတင်းတော့မှာ musician ကမရှိတလောက်ပဲဘာလို့လဲဆိုတော့တခါတလေကျရင် drum တီးဖို့လိုအဲ့ကျွန်တော် drum ဝင်တီးလိုက်တယ်
keyboard တီးဖို့လိုအပ်ကျွန်တော် keyboard ဝင်တီးတယ်နော် bass တီးဖို့လိုအပ် bass ဝင်တီးတယ်ပေါ့နော်နည်းနည်းကျွမ်းကျင်တာတော့မဟုတ်ဘူးဒါပေမဲ့နည်းနည်းပါးပါးတီးတတ်တယ်ပေါ့ဆိုတော့အတင်းတော်မှာလိုအပ်တဲ့အရာတိုင်းကျွန်တော်ဖြည့်တယ်ပြီးတော့အတင်းတော်မှာသိအောင်ဆရာလည်းဖြစ်တယ်ဆိုတော့တရားလည်းဟောရတယ်ပြီးတော့တစ်ခါတလေကျရင်ကျွန်တော်တို့အတင်းတော်မှာ music engineer မရှိတော့ကျွန်တော်ကိုယ်တိုင်က music engineer ပြန်လုပ်ရတယ်အမျိုးမျိုးပေါ့နော်အဆောင်တော့ဖြစ်နေတယ်ကျွန်တော်အဲ့လိုဖြစ်လာတဲ့အခါမှာတစ်ခါတလေကျရင်စိတ်ထဲမှာဘာဖြစ်လာလဲဆိုတော့ဟိုကလည်းအစမပြေတယ်လို့ဒီကလည်းအစမပြေတယ်လို့ဖြစ်လာတဲ့အခါမှာစာရဏကျွန်တော်အထဲမှာအလုပ်လုပ်တယ်မင်းမဲလုပ်နေရတာဘယ်သူမှလည်းမလုပ်ဘူးနော်မင်းပောက်ကွဲလိုက်တော့ဆိုတော့စာတန်ရဲ့အလုပ်လုပ်ခြင်းအသက်တာထဲမှာခံစားရတဲ့အချိန်တွေရှိတယ်။ထုံနည်း၎င်းမဲ့ဒီမှာရှိတဲ့မိတ်ဆွေတွေရဲ့အသက်တာထဲမှာလည်းရှိကောင်းရှိနိုင်တယ်မရှိလည်းမရှိဘူးပေါ့နော်ရှိကောင်းရှိနိုင်တယ်။အခါတလေကျရင်ကိုကအမှုတော်မြတ်မှာချုပ်စားထုတ်ပြီးမှလှုပ်ဆောင်နေတဲ့အချိန်မှာလေကိုကြီးပဲလုပ်နေရတယ်လို့ခံစားရတဲ့အချိန်တွေညာရှိလာသလားပေါ့နော်အဲ့လိုရှိလာတယ်ဆိုရင်တော့အမြန်ဆုံးစုတောင်းမှစာတန်ဝက်ဘက်ကိုကျွန်တော်တားဖို့လည်းတကယ်ပဲအရေးကြီးတာဖြစ်တယ်မာတာကတော့ဒီနေရာမှာနော်မာရိနဲ့မာတာဘယ်သူမှန်တယ်လဲဘယ်သူမားတယ်လဲဆိုတာနှစ်ယောက်စလုံးကတော့မမားပါဘူးနှစ်ယောက်စလုံးကမှန်ကန်တယ်ဒါပေမဲ့သူတို့ရဲ့ရွေးချယ်မှုကသူတို့ရဲ့ဘယ်လိုပြောမလဲသူတို့ရဲ့အကျိုးကိုဆုံးဖြတ်ပေးတာဖြစ်တယ်သူတို့ရဲ့ရွေးချယ်မှုဆိုတော့မာရိကတော့ဘုရားရဲ့ခြေတော်ရင်းမှာခြံပြီးမှနှုတ်ကပတ်တော်ကိုခံယူတဲ့အခါမှာသူရဲ့တဲ့မှာညိတ်သက်ခြင်းရှိတယ်လို့ဒီမှာရေးထားတယ်ဒါပေမဲ့မာတာကတော့အဲ့ဝတ်ပြုခြင်းအရာ၌အလုရှုပ်တယ်အမှန်တကယ်တော့မာတာလုပ်တဲ့အလုပ်ကအရင်ရေးကြည့်တယ်နော်အသင်းတော်မှာကျွန်တော်တို့ဆိုရင်နယ်တွေမှာကျွန်တော်တို့ home center ပါလုပ်ရင်တခါတလေကြာရင်ကျွန်တော်တို့ကဒီအစီအစဉ်မှာဗာကျွေးမလဲဘူးနော်ဆိုတော့အရင်ကြည့်တယ်နော်ပြီးတော့ကျွန်တော်တို့အသင်းတော်မှာချက်ပြုတ်ရေးအဖွဲ့ဆိုတာတည်တံ့ရှိတယ်နော်ဘာလို့ဆိုတော့အဲ့အဖွဲ့ကအရင်ရေးကြည့်တယ်ဘာလို့ဆိုတော့သူတို့ကမချက်တော့ကျွန်တော်တို့ကတင်တန်းနေတက်နှုတ်ကပတ်တော်ခံယူဘာမှမစားဘဲကျွန်တော်တို့ဘိုက်ဟောင်းလောင်းနဲ့ကျွန်တော်ပြန်ရမှာလေဆိုတော့ပြောချင်တဲ့အရာပါလဲဆိုတော့အဲ့ခံချိုးမွေးရေးကလည်းအရေးကြီးတယ်ဒါပေမဲ့ဒီနေရာမှာယေရှုတုံတင်ခြင်းတဲ့အရာကအရန်ကိုပေါ်လို့တင်ရှားတာတခုကမာတာရဲ့စိုးရိမ်ပူပန်ခြင်းကိုယေရှုကတုံတင်ခြင်းဖြစ်တယ်မာတာလှုပ်ဆောင်တာမာရမဟုတ်ဘူးချမ်းစာထဲမှာကျွန်တော်ကြည့်မာရိနဲ့မာတာအိမ်ကိုယေရှုကလည်းခဏသွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတယ်နော်။ဘာကြောင့်ခဏသွားရလဲ။မာတာနဲ့မာရိအိမ်မှာပြည့်စုံတယ်။နှုတ်ကပတ်တော်ခံယူတဲ့သူလည်းရှိတယ်လို့အခန့်ကျွေးဝတ်ပြုခြင်းကိုလည်းအများအားပြုတဲ့အိမ်ဖြစ်တဲ့အခါမှာမာရိနဲ့မာတာအိမ်ကိုယေရှုကလည်းခဏသွားတယ်နော်။ဘာကြောင့်လဲ။နှုတ်ကပတ်တော်လည်းခံယူတဲ့ဝတ်ပြုခြင်းလည်းရှိတယ်လေ။ဆိုတော့ထုံနည်း၎င်းမဲ့ဆိုတော့ပြောချင်တဲ့အရာကဘာလဲဆိုတော့ယေရှုတုံတင်ခြင်းတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကစိုးရိမ်ပူပန်ခြင်းဖြစ်တယ်။ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်အနေငယ်ပေါ့နော်စိုးရိမ်ပူပန်ခြင်းနဲ့ပတ်သက်မှကျွန်တော်အနေနဲ့ကျွန်တော်ပြောချင်တယ်ဆိုတော့ယေရှုဟာဘာကြောင့်စိုးရိမ်ခြင်းနဲ့ပတ်သက်ပြီးမှသူတတိပေးခဲ့တာလဲဘာကြောင့်လဲဆိုတော့သူဟာကျွန်တော်တို့ကိုအမြဲတမ်းဂရုစိုက်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုသိစေခြင်းတော့ကြောင့်ဖြစ်တယ်ဟာလေလုယာယေရှုဟာကျမတို့အရောက်ချင်းစီတိုင်းမှာအမြဲတမ်းဂရုစိုက်တယ်ဆိုတဲ့အရာကိုသိစေခြင်းတဲ့အခါမှာစိုးရိမ်မှုကိုနော်မစိုးရိမ်ဖို့သူဟာဘာဖြစ်လဲတတိပေးရဆိုတော့အရာကိုတွေ့ရတယ်ဒီအရာနဲ့ပတ်သက်မှတစ်ပေခန်းကြီး9အခန်းငယ်ခေါ်မှာကျွန်တော်ဖတ်ပါမယ်သင်တို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုရောလက်၌အလောလို့ပြောတယ်ကျွန်တော်နေ့စဉ်နေ့တိုင်းအသက်ရှင်တဲ့အခါမှာဒီနေ့ယုံကြည်သူသားသမီးရဲ့အသက်တာထဲမှာဒီနေ့စိုးရိမ်စရာအမှုရှိသမျှကိုဘုရားလက်၌အပ်ပါတယ်ဘာကြောင့်လဲဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာကျွန်တော်တို့ကိုအမြဲတမ်းတတိနဲ့ကြည့်ရှုနေတဲ့ဘုရားဖြစ်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကျွန်တော်တို့အမြဲတမ်းတတိနဲ့ကြည့်ရှုတဲ့ဘုရားဖြစ်တယ်ခုနကဆရာဆိုတဲ့နှုတ်သက်သေခံတဲ့အခါမှာလည်းပါပါတယ်သူရဲ့ဖြစ်ခြင်းတဲ့ဆန္ဒသူဆုတောင်းတဲ့အရာကိုနော်ဘုရားကပြည့်စုံစေဖို့ရန်အတွက်သုံးပြောက်တော့သူကိုဘုရားကအသုံးပြုတယ်ဘာကြောင့်ဘုရားကအသုံးပြုရလဲသူဟာကျွန်တော်တို့ကိုအမြဲတမ်းတတိနဲ့ကြည့်ရှုပြီးမှကျမတို့လိုအပ်တဲ့အရာကိုပြည့်စုံစေဖို့ရန်အတွက်အနာမှာအမြဲတမ်းကူညီဖို့ရန်အတွက်အစဉ်သင့်ရှိကြောင်းကိုသိစေချင်တော့ကြောင့်ဖြစ်တယ်ဘုရားနာမတော်ဘုန်းကြီးပါစေဟာလေလုယာဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာစိုးရိမ်ခြင်းအမှုရှိသမျှကိုဘုရားလက်၌အပ်ဖွဲ့အတွက်အရေးကြီးတယ်ဖိလိပ္ပိခန်းကြီး၄ခန်းငယ်73မှာငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းတော်မူလို့ကိုငါသက်ဆွမ်းနိုင်၏ဟာလေလုယာဒီနေ့ငါ့ကိုကျမတို့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောဘုရားရှိပါတယ်နော်သူရဲ့လက်ထဲမှာကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေအလုံးစုံကိုကျွန်တော်တို့အနံ့မယ်ဆိုရင်ဒီနေ့
ထိုယေရှုခရစ်တော်အပြင်ကျွန်တော်တို့ဟာအရာခတ်သိမ်းကိုတတ်ဆွမ်းနိုင်တဲ့အခွင့်ထိုဘုရားကပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့အမှုရမြတ်မှာကျွန်တော်တို့ပါဝင်လာတဲ့အခါမှာကျွန်တော်တို့တော်ချင်းတတ်ချင်းကြောင့်ဘုရားကကျွန်တော်တို့ကိုအရန်အသုံးပြုနေတာမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားလက်တော်နဲ့စက္ကန့်နဲ့အခါမှာဘုရားကကျွန်တော်တို့ကိုအသုံးပြုတာဖြစ်တယ်ကျွန်တော်တို့အရေးချင်းကြောင့်ဘုရားကကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ကျွန်တော်တို့ထက်တော်တဲ့သူတွေလောကကြီးမှာအများကြီးရှိပါတယ်အဲ့လူတွေကိုဘုရားကသုံးမှာဖြစ်တယ်ဒါပေမဲ့ဘုရားဟာတော်တဲ့သူတိုင်းကိုသုံးတာမဟုတ်သူရဲ့လက်ထဲမှာအသက်တာကိုအနန္တနဲ့သူတွေကိုဘုရားကသုံးပြတာဖြစ်တယ်ဘုရားနာမတော်ကြီးပုံကြည့်ပါစေဆိုတော့ဘုရားရဲ့ရွေးချယ်ခြင်းကိုကျွန်တော်ဓမ္မရာဆိုရင်ပထမစာဆောင်မှာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဘုရားဟာရှမွေလကိုပြောတယ်ယေရှဲရဲ့သားတွေစီမှာတွားပြီးမှဗိသိက်ပါဘယင်ကိုငါခွဲခန့်ထားတယ်လို့ပြောတဲ့အခါမှာဟာရှမွေလကယေရှဲရဲ့သားတွေကိုပြောတဲ့အခါမှာဟာသားကြီးရုပ်ရည်ချောမောတဲ့အယက်မောင်းရှိတယ်နော်ဥပဒိယုတ်ကနော်ဘယင်ဖြစ်မဲ့ဥပဒိယုတ်ပဲသူကထင်တယ်ဒါပေမဲ့ဘုရားကပြောတယ်လူကားတဲ့ရုပ်ရည်ကိုကြည့်ဒီမှာဆုံးဖြတ်တတ်တယ်ငါမူကားတဲ့နှလုံးသားကိုကြည့်တဲ့ဘုရားဖြစ်တယ်ဘုရားနာမတော်ကြီးပုံကြည့်ပါစေဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာနှလုံးသားကိုကြည့်တဲ့ဘုရားဖြစ်တယ်သူ့ထံမှာဘလောက်အသက်တာကိုစက္ကအနန္တလေဆိုတဲ့အရာဘုရားကအမြဲတမ်းကြည့်တဲ့ဘုရားဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အရန်လှုပ်ဆောင်နိုင်တဲ့အရေးချင်းကိုကြည့်တဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ရဲ့ငွေကြေးကျွန်တော်တို့အစွမ်းစားကိုကြည့်တဲ့ဘုရားမဟုတ်ဘူးကျွန်တော်တို့ရဲ့နှလုံးသားကိုကြည့်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာစိုးရိမ်မှုအလုံးစုံဘုရားလက်တော်ထဲအနံပြီးမှကိုရောကျွန်တော်ကျမကိုဥဆောင်ပါကိုရဲ့ဥဆောင်မှုကိုကျွန်တော်ရဲ့အသက်တာကျမရဲ့အသက်တာထဲမှာလိုအပ်ပါတယ်လို့အသက်တာကိုစက္ကအနံရင်အစက္ကအနံနဲ့နေမှာပဲဘုရားကကျွန်တော်ကိုအသုံးပြုမှာဖြစ်တယ်ဘုရားနာမတော်ကြီးဘုန်းကြီးပါစေဟာလေလုယာဒီမှာဘုရားအသုံးပြုတော်မူသောနော်ခေါင်းဆောင်နေအမှုတော်ဆောင်နေတဲ့အတူတူကနော်ဒီဇုံမှာပါဝင်ရလို့ဘုရားကိုသိကျေးဇူးတင်တယ်ဟာလေလုယာဘုရားနာမတော်ကြီးဘုန်းကြီးပါစေဆိုတော့ဟုတ်ပြီဆိုတော့ဒီနေရာမှာကျွန်တော်မာတာရဲ့အသက်တာထဲမှာပေါ့နော်မာတာရဲ့အသက်တာထဲမှာသူစိုးရိမ်မှုတွေကြုံလာပြီးတဲ့နောက်ပိုင်းဘာဖြစ်လာတယ်နောက်ဆက်တွဲအကြောင်းကိုကျွန်တော်အနေနဲ့ပြောပြီးမှကျွန်တော်နောက်ကဘက်တော့အဆုံးသတ်ပါမယ်မာတာဟာသူကစိုးရိမ်နေပူပန်နေသူတယောက်တည်းလုံနေရတယ်လို့သူခံစားလာတဲ့အခါမှာယေရှုစီကိုသွားတယ်စိုးရိမ်ပူပန်မှုရဲ့နောက်ဆက်တွဲပေါ့နော်စိုးရိမ်ပူပန်မှုရဲ့နောက်ဆက်တွဲနံပါတ်1စိုးရိမ်မှုရဲ့နောက်ဆက်တွဲဘာလို့လဲဆိုတော့ she complained to Jesus သူဟာယေရှုကိုဘာဖြစ်လဲတွားပြီးမှ complain တက်တဲ့အထိဖြစ်သွားတယ်အမှန်တကယ်တော့ယေရှုကိုချစ်လို့နော်ယေရှုနဲ့သူရဲ့တပည့်တော်တွေကိုအဝတ်ပြုဖို့ရအတွက်စိတ်ဆန္ဒပြင်းပြလို့သူအလုပ်ရှုပ်နေတာဖြစ်တယ်ဒါပေမဲ့သူတယောက်တည်းပဲလုပ်နေရတယ်လို့ခံစားပြီးအချိန်အလင်းမမီမှတော့သူစိုးရိမ်လာတဲ့နောက်ပိုင်းမှာစာတန်ကသူ့ရဲ့အသက်တာတွေမှာအလုပ်လုပ်တယ်ဘလို့အလုပ်လုပ်လဲယေရှုကိုတော့ complain တက်တဲ့အထိစာတန်ကသူ့ရဲ့အသက်တာတွေမှာအလုပ်လုပ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်အလုပ်လုပ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီနေ့ထုံနည်း၎င်းမဲ့ဒီနေ့ကျွန်တော်တို့အသက်တာအထဲမှာဘုရားရဲ့အမှုတော်မြတ်မှာကျွန်တော်ကြိုးစားနေရင်အားထုတ်နေရင်တခါတလေအစမပြေမှုတွေကြုံလာတဲ့အခါမှာကိုရောတကယ်အသက်ရှင်တာကိုရောကျွန်တော်ကိုပြစ်ထားပြီလားဘာကြောင့်လဲသူမြောက်တော့ကိုရောကောင်းချီးပေးတယ်ဘာကြောင့်ကျွန်တော်ကောင်းချီးမပေးလဲကျွန်တော်ဘုရားကို complain တက်တဲ့အချိန်လေးတွေရှိတတ်ပါတယ်ဒီနေ့ချစ်တော်မိတ်ဆွေဘုရားကို complain တက်တာဘာကြောင့်လဲဒီနေ့စိုးရိမ်မှုကိုနှလုံးသားထဲမှာမွေးနေတော့ကြောင့်ဖြစ်တယ်စိုးရိမ်မှုကကိုယ့်ရဲ့နှလုံးသားထဲမှာနေရာယူလာတဲ့အခါမှာဖြစ်လဲဆိုတော့မာတာဟာယေရှုကို complain တက်တယ်လို့ပဲဒီနေ့ကျွန်တော်တက်တာထဲမှာလည်းဘုရားကို complain တက်တယ်ကိုရောဘာကြောင့်လဲကျွန်တော်တို့ကိုစွန့်ထားပြီလား complain တက်တယ်ဒါကပထမချက်ဖြစ်တယ်နောက်ဒုတိယချက်ကစိုးရိမ်မှုရဲ့နောက်ဆက်တွဲကဘာဖြစ်လဲဆိုတော့ she compelled with her sister to her သူရဲ့ညီမနဲ့ဘာဖြစ်လဲနိုင်ရှင်မှုတွေပြုလာတယ်ကိုရောဘာကြောင့်ကျွန်မတယောက်တည်းအလုပ်ရှုပ်နေတာကိုရောလိလူရှုပြီးမှကျွန်မညီမတော့ဒီမှာထိုင်နေတယ်အငိမ့်လေးထိုင်နေတယ်ကျွန်မတော့အလုပ်တွေရှုပ်နေတယ်သူဘာဖြစ်လဲဆိုတော့သူရဲ့ညီမနဲ့တော့နိုင်ရှင်တယ်အမှန်တကယ်တော့သူ့ညီမဟာနှုတ်ကပတ်တော်ခံယူနေတာဖြစ်တယ်ဒါပေမဲ့နှုတ်ကပတ်တော်ခံယူနေတဲ့သူနဲ့နိုင်ရှင်တဲ့ဒီစာတန်ဟာသူ့ရဲ့အသက်တာထဲမှာအလုပ်လုပ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီနေ့ချစ်တော်တမန်မိတ်ဆွေများဒီနေ့ကျွန်တော်အသက်တာထဲမှာလည်းကိုတယောက်တည်းပဲလုပ်ရတယ်လို့ခံစားလာတဲ့အချိန်မှာလေကိုယ့်ရဲ့လုပ်ဖို့ဆောင်ဖက်တွေဘာလုပ်လာလဲဆိုနိုင်ရှင်ကောင်းဆောင်တွေကို complain တက်တယ်ဆရာဘာကြောင့်ကျွန်တော်တယောက်တည်းဒီအလုပ်ကိုလုပ်ရတာလဲသူတို့ဘောဘာကြောင့်မလုပ်တာလဲဘာကြောင့်ကျွန်မကိုမကူညီတာလဲကျွန်တော်ကိုမကူညီတာလဲတခါတလေကြာရင်ကျွန်တော်သက်တာထဲမှာလေသူတပားနဲ့နိုင်ရှင်တဲ့အထီးပေါ့နော်
nationality ဖျားကိုကိုယ့်ရဲ့ခေါင်းဆောင်ကို complaint တက်တဲ့အခြေအနေတွေဒီနေ့ကျွန်တော်တက်တာမှာကြုံတွေ့ရတတ်ပါတယ်အဲ့ဒါကဘာကြောင့်လဲအသက်တာထဲမှာစိုးရိမ်မှုတွေပြေးလာတဲ့အခါမှာလေစိုးရိမ်မှုတွေပြေးလာတဲ့အခါမှာလေဒီအရာကကိုယ့်ကိုဒီအချက်ကကိုယ့်ကိုလွှမ်းမိုးသွားတာဖြစ်တယ်နေရာယူသွားတာဖြစ်တယ်ဒီတလုံးမှာကျွန်တော်နေရာဒီတင်တန်းကိုကျွန်တော်တို့မင်္ဂလာတုံပေါ့နော်သင်္ကန်းကျွန်းကြီးမှာကျွန်တော်ပြုလုပ်ကြပါတယ်အသင်းတော်မှာဒီတင်တန်းကိုဥဆောင်တဲ့သူကကျွန်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ Praise and Worship ကျွန်တော်တေချာပြင်ဆင်ထားတဲ့တိုက်ထားတဲ့အတိုင်းပဲဖြစ်ကျွန်တော်အဲ့ဂျားထဲမှာငလင်းနေပါတယ်ဖြစ်သွားတော့တင်တန်းကလှုပ်ဖြစ်မလို့မလှုပ်ဖြစ်မလို့ဖြစ်တဲ့အခါမှာ musician တွေကလည်းအဲ့ငလင်းကိုညီဟိုလိုက်သွားကြတယ်ဆိုတော့ဟာတင်တန်းကစတော့မယ်ဆိုတော့ music team မဲ့သူကမရှိဘူးဆိုတော့ Praise and Worship ဥဆောင်မဲ့သူကအစင်သင့်ဖြစ်တယ်ဆိုတော့ဟာအဲ့မှာ music လည်းဝင်ပြီးရတယ်ပြီးတော့ဆက်တယ်လည်းခုနပြောသလိုပဲကျွန်တော်တရားလဲဟောရအောင်နော်အမျိုးမျိုးကျွန်တော်အလုပ်ရှုပ်တဲ့အခါမှာကျွန်တော်နည်းနည်းစိတ်ထဲမှာကျွန်တော်နည်းနည်းပေါက်ကွဲလာတာပေါ့နော်ဟာငါတယောက်တည်းပဲလုပ်နေရတယ်ဘာကြောင့်ငါတယောက်တည်းပဲလုပ်နေရတာလေသူတို့ကလက်တွေခြေတွေမရှိဘူးလားဆိုတော့ပေါက်ကွဲမှုတွေလေအဲ့ဒါကဘာရဲ့နောက်ဆက်တွဲလဲဆိုတော့စိုးရိမ်ပူပန်မှုရဲ့နောက်ဆက်တွဲဖြစ်တယ်ဒီနေ့ချစ်တော်သမားမိတ်ဆွေများဒီနေ့စိုးရိမ်ပူပန်မှုကိုနှလုံးသားထဲမှာမမွေးမြူပါနဲ့ဒီနေ့တယောက်နဲ့တယောက်ပြဿနာတက်ဖို့ရန်အတွက်ဒီအရာတွေကစိုးရိမ်ပူပန်မှုကကိုယ့်ရဲ့နှလုံးသားကိုနေရာယူနိုင်တယ်ဆိုတဲ့အရာကိုမာသရဲ့အသက်တာအဖြစ်ပြောချင်တယ်နောက်ဆုံးတစ်ခုကတော့ she ordering Jesus သူဟာယေရှုကိုအမိန့်ပေးတဲ့အထိဖြစ်သွားတယ်။ဘာပြောလဲဆိုတော့ကျွန်တော်အဲကျမ်းစာကိုကျွန်တော်ဖတ်ပါမယ်။မာသမူကလှုပ်ကြွေးခြင်းအမှု၌စိတ်ပူပန်ခြင်းရှိဖြစ်အခါတော်တို့ချင်းက၍သခင်ကျွန်မဤညီမသည်ကျွန်မတယောက်တည်းလှုပ်ကြွေးစေခြင်းကကျွန်မကိုပြစ်ထားသောအရာကိုလစ်လူရှိသောစိတ်ရှိတော်မူသလောသူမသည်ကျွန်မကိုကူညီမိအကြောင်းအမိန့်ရှိပါဖို့ရှောက်တယ်။ယေရှုပြန်အမိန့်ပေးတဲ့အထိနော်ယေရှုကိုပြန်အမိန့်ပေးတဲ့အထိမာနကသူ့ရဲ့နှလုံးသားထဲမှာအလုံးလုံးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်သူဒီကျွန်မကိုကူညီမိအကြောင်းအမိန့်ရှိပါဖို့ရှောက်တယ်ကျွန်မကိုကူညီဖို့ကျွန်မညီမကိုအမြန်လွတ်ပေးပါဆိုမှယေရှုကိုသူကဘာဖြစ်လဲဆိုတော့အမိန့်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒီနေ့တစ်ခါတလေကြာရင်ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေလှုပ်ဆောင်ချင်တဲ့အရာတွေနော်မပြည့်စုံလာတဲ့အခါမှာဘုရားကကျွန်တော်အမိန့်ပေးတဲ့အချိန်တွေကျွန်တော်ရှိတတ်တယ်ကိုရောဘာကြောင့်လဲအမြန်ကောင်းချီးပေးတော့ဆိုတဲ့အရာမျိုးတွေပေါ့နော်ခက်ခဲလာတဲ့အချိန်တိုင်းကိုရောဘာကြောင့်ဒီရတယ်ခက်ခဲလာတယ်အမြန်အဆင်ပြေခြင်းပြီးကိုရောအမြန်ကောင်းချီးပေးတော့ဆိုတဲ့အရာမျိုးတွေကျွန်တော်တို့ဝိညာဉ်ခေါင်းဆောင်တွေကိုလည်းတစ်ခါတလေတိုင်းကျွန်တော်တို့အမိန့်ပေးကျွန်တော်ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုอ่ะပေါ့နော်အမိန့်ပေးဖို့ရအတွက်ပေါ့နော်တွန်းအားတွေဖြစ်စေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ယေရှုကပြောတယ်မာသတဲ့သင်ဟာစုံစမ်းနှောက်ယှက်ခြင်းကိုခံရပြီတဲ့နော်လိုတော့အရာတစ်ခုတည်းရှိတယ်တဲ့နော်ဆိုတော့မာရိကတော့သူဟာကောင်းသောအဖို့ကိုရွေးတဲ့အတွက်ကြောင့်မလို့သူဟာငြိမ်သက်ခြင်းရှိတယ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာသူကအချိန်ယူရတဲ့အခွင့်ရရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီနေ့ကျွန်တော်သက်တာထဲမှာမာရိကဲတော့ဒီနေ့ကောင်းသောအဖို့ကိုရွေးယူတဲ့သက်တာဖြစ်ပေါ်တော့အရေးကြီးတယ်ဆိုတော့စိုးရိမ်ပူပန်မှုရဲ့ဆန့်ကျင်ဘက်ကတော့ငြိမ်သက်ခြင်းဖြစ်ပါတယ်ငြိမ်သက်ခြင်းဖြစ်တယ်စိုးရိမ်ပူပန်မှုရဲ့ဆန့်ကျင်ဘက်ငြိမ်သက်ခြင်းဖြစ်တယ်ဒီနေ့ချစ်တော်မိတ်ဆွေသင်နဲ့ကျွန်တော်သက်တာထဲမှာသင်ဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်တကယ်ယုံကြည်လက်ခံပြီးမှယုံကြည်သူသားသမီးတယောက်သင်ဖြစ်ပြီးဆိုရင်ထိုငြိမ်သက်ခြင်းကိုသင်ရဲ့သက်တာထဲမှာရရှိမှာဖြစ်တယ်ဘာကြောင့်လဲဒီနေ့အေမာနွေလအနက်ကဘာဖြစ်လဲငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်နော်ငြိမ်သက်ခြင်းအရှင်နော် ငြိမ်သက်ခြင်းအရှင်ဆိုတာဘာလဲဆိုတော့ယေရှုဖြစ်တယ် okay ဆိုတော့ယေရှုဟာငြိမ်သက်ခြင်းလို့ပြောတဲ့အခါမှာတစ်ခါတလေကျွန်တော်တို့ကငြိမ်သက်ခြင်းလို့ပြောတဲ့အခါမှာစိတ်ခံစားမှုလို့ကျွန်တော်တို့ထင်တယ်အမှန်တကယ်ငြိမ်သက်ခြင်းဆိုတာစိတ်ခံစားမှုမဟုတ်ငြိမ်သက်ခြင်းဆိုတာဘာလို့လဲဆိုတော့ယေရှုကိုယ်တိုင်ကငြိမ်သက်ခြင်းဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်တွေ့နိုင်တာဖြစ်တယ်ဒီနေ့ထိုငြိမ်သက်ခြင်းအရှင်ကိုသင်ဟာမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်သင်ရဲ့သက်တာထဲမှာထိုငြိမ်သက်ခြင်းကိုသက်တာထဲမှာရရှိမှာဖြစ်တယ်ဒါကြောင့်မလို့ယေရှုကဘာပြောလဲလိုသောအရာတစ်ခုတည်းရှိတယ်တဲ့နော်လိုသောအရာတစ်ခုတည်းရှိတယ်မာရိမူကကောင်းသောအဖို့ကိုရွေးယူပြီးထိုအဖို့ကိုအဘယ်သူများမနှုတ်ယူနိုင်လားဒီနေ့မာရိဟာယေရှုရဲ့ခြေတော်ရင်းမှာပြည့်ဝလက်ယေရှုနဲ့ယင်းဒီကြောင့်ဆိုမိတ်တာရဖွဲ့လက်ယေရှုဟောပြောတဲ့နှုတ်ကပတ်တော်ကိုကြားပြီးမှဆင်ခြင်အောင်ပြီးအသက်ရှင်တဲ့အခါမှာသူရဲ့တရားမှာဘာကိုရလဲဆိုတော့ယဉ်သက်ခြင်းကိုရတာဖြစ်တယ်ဒီနေ့ချစ်တော်သမားမိတ်ဆွေများသင်ဟာအမှုတော်မြတ်မှာသင်ပါဝင်နေခြင်း
ဆုတောင်းနေရင်စူးစမ်းနေရင်စိုးရိမ်မှုတွေရှိနေသေးတယ်ဆိုရင်တော့သင်ဟာဘုရားနဲ့များအချိန်ယူဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ဒီကနေကျွန်တော်ပြောချင်ပါတယ်သင်ဟာဘုရားနဲ့များအချိန်ယူပြီးမှထိုငြိမ်သက်ခြင်းအရှင်ဟာသင်ရဲ့အတ္တကိုအုပ်စိုးမယ်ဆိုရင်သင်ဟာဘယ်အရာပဲလုပ်ထိုငြိမ်သက်ခြင်းအရှင်ကသင်ကိုဥဆောင်မှာဖြစ်တယ်ဟာလေလုယာထိုငြိမ်သက်ခြင်းအရှင်ကသင်ကိုလမ်းပြမှာဖြစ်တယ်ထိုငြိမ်သက်ခြင်းအရှင်ကသင်ကိုငြိမ်သက်ခြင်းနဲ့သူတော့ခေါင်းကြီးပေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အတ္တထဲမှာအနေနဲ့တက်သိခံမယ်ဆိုရင်တော့ဘယ်အရာပဲလုပ်ကျွန်တော်ဆုတောင်းတဲ့အခါမှာနှလုံးသားထဲမှာငြိမ်သက်ခြင်းမရှိကျွန်တော်မလုပ်ရဘူးငြိမ်သက်ခြင်းမရှိကျွန်တော်မလုပ်ရဘူးကျွန်တော်တဏှာသွားမယ်ဥမာတဏှာမှာကျွန်တော်နှုတ်ကပတ်တော်ဝင်ငါမယ်တဏှာမှာကျွန်တော်အစိတ်ခံတော့မယ်ဆိုရင်ကျွန်တော်ဆုတောင်းတဲ့အခါမှာစိတ်ထဲမှာစိုးရိမ်မှုရှိနေကျွန်တော်အဲ့ဒါကိုကျွန်တော်မလုပ်ဘာကြောင့်လဲဆိုတော့အဲ့စိုးရိမ်မှုကစာတန်ကပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်သိတယ်ဒါကြောင့်မို့ငြိမ်သက်ခြင်းရတဲ့အထိကျွန်တော်ဆုတောင်းတယ်ငြိမ်သက်ခြင်းရတဲ့အထိဘုရားရှင်ကကျွန်တော်ဖြေရှာတာဖြစ်တယ်ဟိုနည်း၎င်းမဲ့ဒီနေ့ချစ်တော်တမန်မိတ်ဆွေများဒီနေ့ကောင်းသောအဖို့ကိုရွေးယူနိုင်ဖို့ရန်အတွက်သင်ဟာသင်ရဲ့တရားမှာလိုအပ်တဲ့ငြိမ်သက်ခြင်းဖြစ်တယ်ထိုငြိမ်သက်ခြင်းကိုပေးနိုင်တော့သူဟာယေရှုခရစ်တော်တပါးတည်းဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်ပြင်ဆင်ထားတဲ့အရာတွေတော့ရှိသေးတယ်ဒါပေမဲ့ကျွန်တော်မဖတ်တော့ဘူးเนาะမဖတ်တော့ဘူးဖခင်နဲ့အချိန်ယူဖို့ရန်အတွက်ကျွန်တော်ရောက်ချင်းစံအားပေးခြင်းနဲ့ဖခင်နဲ့အချိန်ယူလာတဲ့အခါမှာဘာတွေဖြစ်လာမလဲရှင်ဘုရားဝင်ခန်းချင်း၄ခန်းငယ်ရှင်းမှာဘုရားသခင်၌ချင်းကပ်ကြလို့တို့ပြုလေသင်တို့၌ချင်းကပ်တော်မူလိမ့်မည်အပြစ်ရှိသောသူတို့သင်တို့လက်ကိုစင်ကြယ်စေကြလို့စိတ်နှခွရှိသောသူတို့သင်တို့စိတ်နှလုံးကိုတန့်ရှင်းစေကြလို့ပြီးတော့ယောဟန်ခန်းကြီး15ခန်းငယ်9မှာငါသည်စပြည့်နယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အချင်းသူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်သူသည်များစွာသောအတိကိုတည်တတ်၏ငါနှင့်ကွာလေသူတို့သည်အဘယ်အမှုကိုများမတတ်နိုင်ကြဒီနေ့ဖတ်တော်ရတဲ့နှုတ်ကပတ်တော်အဖြစ်ဖြတ်ခင်ကောင်းချီးပေးပါစေဒီနေရာမှာယေရှုကတော့ဘာပြောလဲဆိုတော့ငါ၌တည်ပါတဲ့ငြိမ်သက်ခြင်းအရှင်တည်ဟူသောယေရှု၌တည်ပါထိုကဲ့သို့တည်ရင်ကျွန်တော်တို့ဟာဘာဖြစ်လဲမိသည့်အရာမဆိုကျွန်တော်တို့ထိုယေရှုရဲ့နာမအဖြစ်ကျွန်တော်လှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့နှုတ်ကပတ်တော်ထဲမှာတော့သက်သေပြုထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပထမဆုံးကျွန်တော်ပြောခဲ့တဲ့မိခွန်းနဲ့ပဲကျွန်တော်ပြန်အဆုံးသတ်ခြင်းနဲ့ချစ်တော်မိတ်ဆွေတင်းရဲ့တက်တာထဲမှာအမှုရမြတ်မှာပါဝင်နေခြင်းနော်ဘုရားသခင်ကဆက်ကကြိုးစားနေခြင်းစိုးရိမ်ပူပန်မှုတွေရှိနေသလားတင်းတက်တာထဲမှာပင်ပန်းနှောနေမှုတွေရှိနေသလားထိုကဲ့သို့ရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ဘုရားနဲ့များအချိန်ယူရအောင်ဘုရားနဲ့တာရရင်းနှီးကြောင်းတခါတလေကျရင်ကျွန်တော်ကအမှုတော်မြတ်မှာအရန်ကျွန်တော်အလောက်ရှုပ်တယ်နော်အမှန်တကယ်တော့ယေရှုဟာလေတင်းရဲ့အလောက်ရှုပ်ခြင်းကိုစိတ်ဝင်စားတဲ့ဘုရားမဟုတ်ဘူးဘုရားစိတ်ဝင်စားတာပါလေဆိုတော့သူနဲ့အချိန်ယူခြင်းစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်။ဒါနာမတာရေဘုံကြီးပါစေ။တခါတလေကျွန်တော်တို့ဘုရားရဲ့အမှုတော်မြတ်တော့အရန်အလောက်ရှုပ်တယ်။ဘုရားကစိတ်ဝင်စားဘုရားစိတ်ဝင်စားတာအလောက်ရှုပ်တဲ့ဂျားတဲ့ကနေသူနဲ့ဘယ်သူပဲတယောက်ကအချိန်ယူတယ်ဆိုတော့စိတ်ဝင်စားတာဖြစ်တယ်။အာမင်။ဒါကြောင့်မလို့ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်ခေါ်အားပေးခြင်းနဲ့ဘုရားနဲ့များအချိန်ယူပြီးမှဒီနေ့အသက်တာထဲမှာစိုးရိမ်မှုအလုံးစုံဘုရားလက်တော်ထဲကိုကျွန်တော်စက္ကန့်အနံ့ရအောင်ဘုရားဟာသင်နဲ့ကျွန်တော်ကိုတာဝန်ယူပေးမှဖြစ်တယ်။ဒါကြောင့်မလို့ယေရှုပြောတော့ကောင်းတော့အဖို့ဆိုတာပါလေယေရှုနဲ့အချိန်ယူခြင်းဖြစ်တယ်။ယေရှုရဲ့တရားစကားကိုဆင်ခြင်အောင်မေ့ခြင်းထိုငြိမ်သက်ခြင်းအရှင်တည်ဟူသောယေရှုကိုအသက်တာထဲမှာနှလုံးသားထဲမှာနေရာပေးခြင်းဟာယေရှုပြောတော့ကောင်းတော့အဖို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီအရာကိုရွေးယူနိုင်ဖို့အတွက်ရောက်ချင်းစီတိုင်းကိုနှုတ်ကပတ်တော်အဖြစ်ဒီဆောက်ခွန်အားပေးခြင်းဖြစ်တယ်။ဈာနာသူရောက်ချင်းစီတိုင်းပေါ်မှာဖြတ်ခင်ကောင်းချီးပေးပါစေ။